ကျမလာမင်းသား online education ကဒီချက်တော့ညဉ့်ညဉ့်ဖြစ်ပါတယ်ဒီနေ့မှာကျမဒီ screen recorder လေးကိုသုံးပြီးတော့မှlesson လေးတွေလေ့ကျင့်ပေးတာကို sharing လေးတည်တလောက်လုပ်ပေးမယ်เนาะအခုဒီအောက်ဆုံးက screen photo လေးကနည်းနည်းတော့ဝါနေရယ်เนาะဒါ screen photo တော့မဟုတ်ဘူးပေါ့ gallery တွေကယူထားတာဒါလေးကတော့ဒါလေးကကျတော့ဒီ grade 5 ကလေးကို international curriculum ကနေယူပြီးတော့မှသူဒီ digestive system လေးကို share ပေးထားတာဒါဆိုတခုနဲ့တခုတော့နည်းနည်းဆက်ဆက်နေရပါတော့သူကတော့ပုံမှန်ဆို private school မှာတက်တာဆိုတော့မြန်မာသင်ယူပဲအဲ့ဒါ grade 4 5သွားလို့ရတယ်เนาะတချို့ကလေးဆိုရင်လည်း grade 4မှာတွေကလေ့ကျင့်ရတာရှိတယ်ဒီသင်ခန်းစာဒါဆိုလို့ရှိရင်ဒီဟာကသူ့ကိုဘယ်လိုလဲဆိုအသေးစိတ်သူတလုံးမကြံသိကြမလို့ပဲမဲ့အဓိကက four step လေးကိုသူ့ကိုသိအောင်တကယ်လေးသိရမှာเนาะအဲ့လိုမျိုးလေးမမိလွယ်အောင်အတူနီးလေးနဲ့ခဏခဏလေ့ကျင့်ပြီးကလေးတော်တော်များများအဲ့ဒီပုံစံနဲ့ဆိုအဆင်ပြေပေါ့เนาะဒီကလေးနဲ့ဆိုလည်းအရန်အဆင်ပြေဒါဆိုသူ့ကို four step digestive system မှာရှိရ four step ကိုသူအရင်ဆုံးဆိုသူအဲ့လိုမျိုးပေါ့ 1 digestion 2 secretion 3 absorption 4 elimination ဒါဆိုသူအခုဆိုရင်တော်တော်လေးပုံလေးတွေနဲ့မှတွဲလေ့ကျင့်ပြီးတော့ဒါလေးကိုသူကမျက်လုံးထဲမှာရောတေချာဆွဲပြီးတော့မှတ်ထားပြီးတော့ခေါင်းထဲမှာလည်းသူတော်တော်လေးတည်နေပြီเนาะအဲ့တော့သူကတောက်နဲ့တောက်သူကတည်နေကွာအဲ့လိုပုံနဲ့ဖြစ်သွားเนาะအဲ့ဆိုရင်ပြီးလို့ရှိရင်ဒီဟာကကြတော့ကျွန်မကဗီဒီယိုလေးတစ်ခုတွေကလိုအပ်တဲ့ note လေးတွေကို screen photo ရိုက်ပြီးလုပ်ထားတာเนาะဒါဆိုရင်အဆုံး intro နဲ့ဒီကနေစပြီးတော့လေသူတို့ပြောလို့ရတယ်ဒါဆိုရင် muscular structure like a coin tube အဲ့လောက်တော့သူတို့မှတ်နိုင်တယ်เนาะ muscular structure like a coin tube ဒါတကယ်လေးနားလည်အောင်သူတို့ထပ်ခါလေ့ကျင့်ပေးရမှာဟုတ်လို့အလွတ်ချက်ခိုင်းတာတော့မဟုတ်ဘူးနောက်ပိုင်းကျရင်တော့ vocabulary လေးတွေလည်းသိလာအောင်ပြီးရင်စလုံးပေါင်းလေးတွေပေါ့เนาะ spelling လေးတွေလည်းလုပ်ပြီးလို့ရတယ်ဒါဆိုဒီမှာ muscular structure like a coin tube ဒါသူရဲ့ shape ပုံစံကိုအရင်ဆုံးပြောလို့ရတယ်နောက်တစ်ခုကျတော့နောက်တစ်မျိုးအခေါ်ပေါ့ digestive ကိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လည်း alimentary canal ဒါမှမဟုတ်လည်း gastrointestinal tract ဒီထိဒါတော့နည်းနည်းလေးရှိရယ်เนาะအဲ့တော့ခဏသူတို့ပြောပြီးတော့ဒီလိုပုံလေးနဲ့တွဲပြီးလေ့ကျင့်ပြီးလို့ရတယ်ပြီးလို့ရှိရင်သူက four step ဖြစ်တဲ့ကြောင့် digestion မှာတော့ပုံလေးရှိတယ်ကျွန်မ screen photo မရိုက်ထားသေးဘူးเนาะပုံလေးဆွဲခိုင်းလို့ရတယ်ဒီကစပြီးတော့လေ့ကျင့်ပြီးလို့ရတယ်ဒါဆိုရင် secretion ဆိုရင်လည်းဒီပုံလေးနဲ့ပြပြီးရင်ဒါလေးတွေတကယ်ဆိုသူသိရမယ်ဒါအဲ့ဒီမှာထပ်ပြီးတော့ divided လုပ်ထားတာပေါ့เนาะ digestive ဒီ digestive system မှာဒီ two step အနေနဲ့ or step 2အနေနဲ့ secretion မှာနောက်ထပ်သူရဲ့ဒီ small organ လေးတွေထပ်ပါမယ်ပေါ့ဒါဆိုရင်မှာ salivary gland stomach pancreas liver small intestine ဒါလေးဆို label နဲ့သူပုံဆွဲထားတာလေးလည်းတွေ့ရမယ်เนาะအဲ့ဒါရှိမယ်နောက်တစ်ခုကြတော့ဒီမှာက step 3ဆို absorption ဒါဆိုရင်ဒီမှာသူရဲ့ဒီအကုန်မမိနေတော့ကောင်းတယ်သူရဲ့ဒီ definition ဆန်သူရဲ့ function ကိုပြန်ရှင်းပြထားတာပေါ့အဲဆိုရင်ဒီမှာကျမတို့ကdistribute ဆိုတာလေးတော့မဖြစ်မနေသူတို့ပေးတည်တယ်။ဒါလေးကသူတို့အတွက်နည်းနည်းလေးeasy မဖြစ်ဘူးဒီစလုံးမဖြစ်ဘူးဆိုလဲကိုကအနည်းဆက်ဆုံး easy word ပေါ့ similarly နဲ့သုံးပေးလိုက်လို့ရတယ် distribute ဆိုမှsupport ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း give ပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်း provide တို့ produce တို့စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေး produce နဲ့စာရင်တော့ give တို့ provide တို့ support တို့ပြောတာလေးကတော့ပိုအဆင်ပြေလိမ့်မယ်နော် distribute လေးမဖြစ်မနေသိရလိမ့်မယ်ပြီးပုံလေးနဲ့လည်းနည်းနည်းလေးသူတို့တခြားမျိုးလုံးနဲ့ဆွဲပြီးတော့မမီနေအောင်ကြည့်ခိုင်းလို့ရတယ်နောက်တစ်ခုဒါဆို step 4ကျတော့ elimination ဆိုရင်သူ့ရဲ့ function ကိုသိဖို့အတူဒီကနေစမှတ်ချင်မှတ်လို့ရဒါကတော့ကိုယ့်ရဲ့ကလေးပေါ်မှာမူတည်ပြီးကိုယ်အဆင်ပြေသလိုလိုအပ်တာလေးကိုညှိပြီးတော့လေ့ကျင့်လို့ရတယ်เนาะဒီမှာဆိုလို့ရှိရင်ဒီမှာဆိုရင်တော့ removal of undigested ဒါဆိုနည်းနည်းခက်နေသေးတယ်ဆိုတော့ removal မဖြစ်မနေထည့်ရမယ်ပေါ့ removal of waste part of the food ဒါဆိုပိုလွယ်သွားမယ် removal of waste part of the food ဒါဆိုရင် removal of waste part of the food ဒါလောက်ဆိုသူတို့တော်တော်လေးအဆင်ပြေမယ်အမြဲတော့လေ့ကျင့်ပေးရမယ်နော်ဒါဆိုရင်အဆင်ပြေမယ်ထင်တယ်ဒါဒီဗီဒီယိုလေးကိုကျွန်မကနောက်ထပ်အပြည့်စုံလေးကို6မိနစ်စာလား4မိနစ်စာလားမသိရှိရလေးပြပြမယ်နော် Hi kids! Today we will learn about the digestive system of humans. So let's start. Digestive system is a muscular structure like a coiled tube, which is about 6 to 9 meters long. It begins at the mouth and ends at the anus. It is also called
alimentary canal, or gastrointestinal tract, or GI tract in short. Kids, the food we eat cannot be used by our body as such. The digestive system is an organ system that works together to convert the food that we eat into simpler substances or nutrients that can be used by the body for growth and maintenance. Now let's learn the main functions of alimentary canal or our GI tract. Motility. Moving food through the long digestive tract is called motility, and this is a very important function of our GI tract. And this happens through the stretching and contraction of muscles in the GI tract. This motility leads to the movement of food in the GI tract. Digestion. It is the most important function of our digestive system. That is, the breaking down of food into simpler substances or nutrients that can be used or absorbed by our body cells. Our body is made up of very small cells that needs nutrients for their working. They use the oxygen and nutrients to produce energy and release carbon dioxide. They cannot use the complex food that we eat. So the process of digestion creates these nutrients from the food that we eat. Next important function of our digestive system is secretion. Secretion is a process of releasing chemical substances from a cell or gland. In our digestive system, many digestive juices are secreted into the GI tract. That helps in digestion or to break down the food particles into nutrients. Now let's learn about the organs that secretes digestive juices. Salivary glands, present in our mouth, stomach, pancreas, liver, and small intestine. All these organs makes enzyme-rich digestive juices and secretes into the GI tract. So these digestive juices helps to break down food into simpler substances. Let's learn another important function of our digestive system. It is absorption. Food particles that are now broken down into simpler substances are called nutrients. They can be protein, vitamins, minerals, fats, or carbohydrates. Now, these simpler substances or nutrients are absorbed by the cells of the inner lining of the GI tract. These nutrients enter the blood, which distributes these nutrients to the whole body. That is, to each and every cell of the body for its working, and this is called absorption. Next is elimination. That is the removal of the waste from the body. That is, all food that we eat is not used by the body, and the unused part is removed from our body. This is also a very important job. Okay, အားလုံးအဆင်ပြေမယ်လို့မျှော်လင့်တယ်နော်တချို့ဒီ
teacher တွေပေါ့နော် teacher တွေကလေးတွေကိုသူတို့မြန်မာဘက်ကမြန်မာတင်ရိုးကသင်ခန်းစာသုံးလုံးကျော်ဝစီခြင်းလို့အတူတူကိုပဲရှင်းပြခြင်းလို့ကိုယ်တိုင်လေးပေါ့နော်တလုံးမကြံသိကျင်နေဆိုလို့ရှိရင်လည်းဒီမှာချိန်ယူပြီးတော့တနင်္လာ sharing ပေးမယ်ပေါ့ဒါကတော့စပြီးတော့ဒီဘက်ကိုပြောင်းနေ teacher တွေဒါရည်ရွယ်ပြီးပြောတာပေါ့နော်အကုန်လုံးကတော့ESK လည်းကောင်းမိသားဆိုအဆင်ပြေမယ်လို့လည်းမျှော်လင့်နေပေါ့နော်ဒီအဲ့ဒီအတွက်ကြောင့်မလို့ပြောလိုက်တာပေါ့နော်အဲ့ဒီအတွက်ကြောင့် share ဝင်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်